သူကလည်းသူသွားလို့ရှိရင်မြည်ကြီးတွေကနေကြာပွင့်ပေါက်ပြီးတော့သူ့ရဲ့ခြေထောက်ကိုခံတယ်လို့ဆိုတယ်အဲ့ဒါကလည်းပဲသူဆူတောင်းတာပဲအဲ့ဒါပိစိကဗုဒ္ဓတစ်ပါးနဲ့တွေ့တာဥမာဒဏီဖြစ်ပြီးတော့မှနော်ဒီဥစ္စာကအဲ့ဒါပိစိကဗုဒ္ဓတစ်ပါးနဲ့တွေ့တော့သူကအဲ့ဒီတုန်းကတော့နည်းနည်းချမ်းသာတဲ့အမျိုးသမီးတစ်ယောက်လေတွေအများကြီးပိုင်တဲ့လေပိုင်ရှင်တစ်ယောက်ရဲ့သမီးလို့ဆိုရမယ်အဲ့ဒါလေတော်မှာသူကပေါက်ပွင့်နေလှောပြီးတော့နေတာကြာပန်းတွေကလည်းအဲ့ဒီလေတော်မှာအများကြီးရှိတယ်အဲ့ဒီကြာပန်းတွေလည်းရှိတယ်အဲ့ဒီအချိန်မှာပိစိကဗုဒ္ဓရှင်မြတ်တစ်ပါးကနိရောဓသမပတ်ကနေထနိရောဓသမပတ်ကထငါစားကိုလှူရလို့ရှင်အဲ့ဒီလှူကနေချင်းအကျိုးပေးတာမျိုးတောင်ရှိတယ်အလူကံပုဂ္ဂိုလ်ရဲ့အနေထားကအယံတန်ရှင်းစင်ကြယ်တဲ့အတွက်ကြောင့်ပေါ့နော်အဲ့ဒီအချိန်မှာသူလှူတာပေါက်နဲ့ကြာပန်းကိုလှူပြီးတော့ဆူတောင်းတာဒါပေမဲ့အဲ့ဒီမှာစိတ်ဝင်စားတဲ့အတစ်ခုကကြာပန်းတွေကိုအဲ့ဒီပိစိကဗုဒ္ဓရှင်မြတ်ရဲ့တပိတ်ပေါ်မှာတင်းပြီးတော့သူစေနာပြတ်သားနဲ့သူလှူလိုက်တယ်အဲ့ဒါပိစိကဗုဒ္ဓရှင်မြတ်ကလည်းအဲ့ဒီကြာပန်းတွေယူပြီးတော့သွားတယ်ခလန်းလန်းရောက်ပြီဆိုတော့မှသူအတွေးတစ်ခုပေါက်တယ်ဘာအတွေးပေါက်လဲဆိုတော့အော်ဒီကြာပန်းတွေကယဟန်နေနဲ့ဘာဆိုင်လို့လဲပေါ့နော်ဒါကြောင့်မလို့ယဟန်တွေအတွက်ဘာမှလိုမှာမဟုတ်ပါဘူးဒါကြောင့်ဒီကြာပန်းကိုငါပြန်ယူပြီးတော့ငါပန်လိုက်တာကောင်းတယ်ပေါ့အဲ့ကြောင့်မလို့သူနောက်ကအပြေးလိုက်တယ်ရှင်ဘုရားရပ်ပါအောင်ပေါ့အဲ့ဒီကြာပန်းတွေပြန်ပေးပါပေါ့နော်သူပန်မယ်ပေါ့နော်အဲ့ဒါပိစိကဗုဒ္ဓရှင်မြတ်ကလည်းဘာမှမပြောဘူးဒီတန်းပေးပါဆိုပြန်ပေးလိုက်တာပေါ့နော်အဲ့လိုပြန်ပေးလိုက်ပြီးတော့ပြန်ကြွသွားပြီဆိုတော့မှသူစဉ်းစားပြန်တယ်အော်တကယ်လို့သာဒီယဟန်တွေကဒါကိုမလိုဘူးဆိုလို့ရှိရင်ငါတို့မလိုဘူးလို့ပြောမှာပေါ့အခု तू ကမလိုဘူးလို့မပြောဘူးဆိုတော့လိုတယ်ဆိုတာလည်းဖြစ်နိုင်တယ်ငါပြန်ပြီးတော့လှူလိုက်ပါမယ်ဆိုတော့ပြန်ပြီးတော့လှူပြန်တယ်တပိစိကဗုဒ္ဓရှင်မြတ်ကနန္ဒမုန်လိုင်ကိုထိကြွသွားပြီးတော့အဲ့ဒီကြာပန်းတွေကိုပိစိကဗုဒ္ဓရှင်မြတ်တွေဂူထဲကိုဝင်တဲ့နေရာလှေကားမှာခြေတုပ်အနေနဲ့ချထားပေးတယ်လို့ဆိုတယ်အဲ့ဒါ तू ကအဲ့ဒီကြာပန်းတွေကိုလှူပြီးတော့ဖြစ်လေရဘဝမှာသူ့ခြေထောက်အောက်ကကြာပန်းတွေခံပါစေပေါ့ကြာလို့လှတဲ့အမျိုးသမီးတယောက်လည်းဖြစ်ပါစေအများကြီးပဲသူဆူတောင်းတာသူဆူတောင်းရဲ့ရည်ရွယ်ချက်ကတော့ထူးထူးဆန်းဆန်းနဲ့အလှပကိုပဲဥတည်ထားတာပဲများတယ်